အားလုံးပဲမင်္ဂလာပါကျွန်တော်ထုံးစံတိုင်းဘောလုံးပွဲတင်ဆက်ပေးနေ Distance Sport Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာနော်မလေးက brother တို့ရေကျွန်တော်မလေးကနှစ်ပွဲပေးခဲ့တယ်ဗျာနော်ဒါ Switzerland body ရဲ့ဒါ Switzerland goal ပဲပေးခဲ့တယ်နော် goal တော့မပေါ်သွားတယ်ဒါပေမဲ့ Switzerland body တော့ရလိုက်မှထင်တယ် Georgia ပွဲလည်းတို့တူပဲကျွန်တော်ဒါ Spain body ပေးခဲ့တယ်နော်ဒီနေ့လည်းကျွန်တော်ထပ်ပြီးတော့ဒါအကောင်းဆုံးပွဲနှစ်ပွဲကိုထပ်ပြီးတင်ဆက်ပေးဦးမယ်နော်ထုံးစံတိုင်းလေးပဲကျွန်တော်ပြောနေကြအတိုင်းပဲဒါ GB လေးဝင်ပြီးတော့ join ပေးကြပါဦးနော် free member ပါဗျာပေးကြမလို့ကျွန်တော် bio ထဲမှာလည်းဒါ direct join တဲ့ညီကိုတွေရှိမှဆိုရင် bio ထဲမှာလည်းကျွန်တော်ဒါချပေးထားတယ် Viber ရော Telegram ချပေးထားတယ်နော်ဒါတော့ဆက်သွယ်ပါဗျာနောက်ထပ်ဒီနေ့ကျွန်တော်ထပ်ပြီးတော့ဒါရွေးချယ်ပေးထားတဲ့ပွဲကကျွန်တော်အာဘေနီးယားနဲ့ဒါအင်္ဂလန်ရဲ့ပွဲစဉ်လေးဖြစ်တယ်နော်အရင်ဆုံးအာဘေနီးယားနဲ့ကကျွန်တော်ဒါနောက်ဆုံး၅ပွဲကစားထားတဲ့နေရာမှာဒါ၅ပွဲလုံးနိုင်ရရှိထားတယ်ဗျာနော်အင်္ဂလန်လည်းဒီလိုပဲကျွန်တော်နောက်ဆုံး၅ပွဲကစားထားတဲ့နေရာမှာဒါ၅ပွဲလုံးနိုင်ရထားတယ်နော်အာဘေနီးယားကကျွန်တော်ဒါဒီပွဲနိုင်လို့ရှိရင်နော်အိုဆူကနေပြီးတော့တက်ဖို့အတွက်တေချာလောက်တဲ့အခြေအနေဖြစ်သွားပြီနော်ဒီပွဲတစ်ပွဲဒါအင်္ဂလန်ကနိုင်လိုက်မယ်ဆိုလို့ရှိရင်ဒုတိယနေရာနဲ့ဒါအိုဆူတက်ဖို့အတွက်ဒါတေချာသွားတဲ့အနေအထားဖြစ်တယ်အဲ့တော့ဒီအင်္ဂလန်နဲ့ပွဲအတွက်လည်းတော်တော်လေးကိုတေချာပြင်ဆင်လာမယ်လို့လည်းကျွန်တော်ကထင်မြင်မိတယ်ဗျနော်ဒါအင်္ဂလန်ကတော့ကျွန်တော်ဒါအိုဆူတက်ဖို့တေချာနေပြီဆိုတဲ့အတွက်ကြောင့်ကျွန်တော်ဒါနိုင်အောင်တော့ပဲဒါကန်သွားလောက်မယ်အနေအထားမျိုးဖြစ်တယ်ဗျနော်အိုဆူတက်ဖို့တေချာနေပြီအောက်ကအသင်းတွေကအမှတ်ဖြတ်ထားနိုင်တဲ့အတွက်ကြောင့်ဒါနိုင်အောင်တော့ပဲဒါအသာလေးထိန်းဆော့သွားမလားလို့ကျွန်တော်ဒါကျွန်တော်ထင်တာပြတော့နော်ထက်တက်ဆုံမှုမှာဆိုလို့ရှိရင်လည်းဗျာဒါထက်တက်ဆုံမှုမှာဆိုလို့ရှိရင်ဒါအင်္ဂလန်ကအနည်းဆုံးဒါဗျာတွေးလိုက်တိုင်းဒါ3ကတွေ့ထားတယ်ကျွန်တော်ဒါ3ကလောက်မှာဒါအနည်းဆုံး2ဂိုးပြက်လောက်နဲ့ဒါ2စီးလောက်နဲ့ပြက်ပြီးတော့ဒါနိုင်ရတာတော့တွေ့ရတယ်ဗျာနော်ဒါဒီနေ့ပေါက်ကြေးကလည်းအင်္ဂလန်ကနေတစ်လုံး40ရှုံးဒါကိုပေါင်းကနှလုံး85ပြားဆိုတော့ဒါပိုကီဒီမှန်းထားတဲ့အတိုင်းပဲတစ်လုံးသွင်း40ရှုံးမယ်နှလုံးသွင်းမှအပြည့်နိုင်မယ်ဆိုတော့ကြေးရဆိုလို့ရှိရင်ဒါအင်္ဂလန်ဒီဒါကျွန်တော်တို့နိုင်အောင်တော့ပဲကတ်ပြီးကစားရမယ့်အနေအထားမျိုးဖြစ်တယ်အခက်မသိရင်ဒါတေးလောက်လဲတော့ဖြစ်သွားနိုင်တယ်ဗျာအဲ့ဒီဖြစ်ကျွန်တော်ကတော့ဒီနေ့ပွဲလေးမှာဒါဒီပေါက်ကြေးရကြည့်မယ်ဆိုလို့ရှိရင်ဒီနေ့ပွဲလေးမှာကျွန်တော်ဒါအာဘေနီးယားနဲ့ဒါအင်္ဂလန်နဲ့ပွဲလေးကိုကျွန်တော်9အောက်ကိုကြိုက်တယ်9အောက်ရဲ့အင်္ဂလန် body ကိုကျွန်တော်ကြိုက်ပါတယ်ဗျာနော်အနည်းဆုံးဒါ 1C 2C လောက်တော့ပြတ်လောက်နေတယ်ထင်တယ်နောက်ထပ်တစ်ပွဲကတော့ဒါယူကရိန်းနဲ့နော်ကျွန်တော်ဒါဒီအိုက်စလန်ရဲ့ပွဲစဉ်လေးဖြစ်တယ်ယူကရိန်းကနောက်ဆုံး5ပွဲကစားထားတဲ့နေရာမှာဒါ2ပွဲနိုင်2ပွဲရှုံး1ပွဲတည်နေကစားထားတယ်အိုက်စလန်ကတော့5ပွဲကစားထားတဲ့နေရာမှာဒါ2ပွဲနိုင်2ပွဲရှုံး1ပွဲတည်နေနှစ်သင်းလုံးကဒါရမှတ်တူ9မှတ်နှစ်ယောက်နှစ်သင်းလုံးကဒါ9မှတ်စီနဲ့ဒါအဆင့်1နေအောင်ဒါလူရမယ်ပွဲလေးဖြစ်တယ်ဒီနေ့ပွဲလေးကတော်တော်လေးကိုဒါကြည့်ကောင်းမဲ့ပွဲလေးလည်းဖြစ်တယ်တော်တော်မြန်ဆန်ရှိမဲ့ပွဲလေးလည်းဖြစ်တယ်ဗျအားကြောင့်ကျွန်တော်ရွေးချယ်လိုက်တာနှစ်သင်းဒီရမှတ်ကလည်းတူတဲ့အတွက်ကြောင့်ကျွန်တော်ဒါဒီနှစ်သင်းလုံးရဲ့ဒါထိလိုက်တစ်ချက်မှုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်ဒါ၄ချိန်လောက်တွေ့ထားတယ်ယူကရိန်းက2ချိန်နိုင်ထားပြီးတော့အိုက်စလန်က1ချိန်နိုင်1ချိန်တည်ရင်လည်းကစားထားတယ်ပဲเนาะတွေ့ဆုံပွဲမှာဆိုလို့ရှိရင်တော့ဒါယူကရိန်းကတပွဲတာထားတယ်ပဲเนาะဒီနေ့ပေါက်ချေကယူကရိန်းကနေပြန်ပေါက်တယ်ပဲเนาะတစ်လုံးကို65ပြားရှုံးဘိုးဘောင်းကနှလုံးကို55ပြားရှုံးနေစတင်ထားတယ်ယူကရိန်းကကျွန်တော်ဒါတစ်လုံးကို65ပြားစားနေစားပေါက်ထားတာဆိုတော့ဒါယူကရိန်းကနှလုံးသွင်းမှဒါအပြည့်နိုင်မဲ့ကြေးမျိုးဖြစ်တယ်ပဲเนาะအိုက်စလန်ကလည်းဒီနေ့ပွဲမှာဒါတော်တော်လေးတေချာပြင်ဆင်လာမှာပဲဘာလို့လဲဆိုတော့အဆင့်1နေရာကိုလူရမယ်ပွဲဖြစ်တဲ့အတွက်ကြောင့်ဒါအကောင်းဆုံးကြိုးစားလာမယ်လို့ထင်နေတယ်အဲ့ဒါကြောင့်ကျွန်တော်ကဒီနေ့ပွဲမှာယူကရိန်းကိုကျွန်တော်မကြိုက်ဘူးကျွန်တော်အောက်အသင်းဒါအိုက်စလန်ကိုကျွန်တော်ပိုကြိုက်တယ်เนาะဒါပေမဲ့ body တော့ကျွန်တော်မမှန်းတော့ဘူးအိုက်စလန်တော့ပိုကြိုက်တယ် body တော့မမှန်းတော့ဘူးဒီနေ့ပွဲလေးမှာကျွန်တော်ကဒါဂိုးပေါင်းကနှလုံး55ပြားရှုံးဆိုတော့အနည်းဆုံး3လုံးလောက်တော့ပေါ်လိမ့်မယ်အများကြီးဆိုင်နဲ့ဒါသူသင်းကိုသင်းနဲ့အများကြီးဆိုင်နဲ့ဂိုးပေါ်လိမ့်မယ်လို့ထင်တယ်အဲ့ဒါကြောင့်ဂိုးပေါ်ရွေးချယ်ပေးတယ်ဗျာเนาะဒီနေ့တော့တော့ပါပဲเนาะအားလုံးကျေးဇူးတင်တယ်ထုံးစံတိုင်းခဏကျွန်တော်ပြောတဲ့အတိုင်းပဲဒါ GB လေးလည်း join ပေးကြပါအောင်ဖိတ်ခေါ်ပါတယ်